အားလုံးပဲမင်္ဂလာပါကျမတော့ Makeup Lucy ဘက်တစ်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ Makeup ပြင်ဆင်မှုလေးကတော့ Bridal Look ကိုမှဒရင်ရောနဲ့ပေါင်းပြီးတော့ပြင်ဆင်ရှင်းထားပေးထားတဲ့လူတွေဖြစ်ပါတယ်ဒီနေ့ Makeup Look လေးကို Lucy ကအစအဆုံးလေးတင်ပေးတော့မှဖြစ်ပါတယ်ရှင်တီဗီလာလူတွေရောမတီးတဲ့လူတွေရော Lucy ပညာဒါနအနေနဲ့ပြန်ပြီးတော့ရှင်းရင်းလုပ်ပေးရဖြစ်ပါတယ်ရှင်Lucy ခုနောက်ပိုင်း Makeup Look တွေမှာဇလုံးကနေပြီးတော့ရင် share တာများတယ်ပေါ့နော်ဆိုတော့ Lucy တက်ကနေတီကိုရှင်းကြရပေါ့နော်ရင်စော model ရဲ့ face shape ပုံမူတည်ပြီးတော့ Lucy တို့ဒီ color ကနေပြီးတော့ဇလုံးကိုစားထည့်ပါမယ်ပြီးရင်ပြန်ပြီးတော့ဖြည့်ပါမယ်ဒီထိတ်မှာ color ထိုင်ပြီးဆိုရှင်လို့ဒီတော့နောက်မှာဆိုရှင်အပိတ်ကိုထည့်ပါမယ်ဆိုတော့ပြီးရင် plan မယ်ပြီးရင်တော့ Lucy inner liner လေးထည့်မယ် inner liner ကိုဒီမျက်လုံးအောက်ထောင်းကနေပြီးတော့အလေးတက်လေးခွာပြီးတော့ထည့်မှာဖြစ်ပါတယ်ရှင်ပြီးရင်ဟိုဘက်ကိုစားပြီးတော့ထည့်ပါမယ်ဟိုဘက်ကိုညီအောင်အရင်ညီပါမယ်ပြီးတော့ inner liner ကိုနည်းထူလေးထည့်ပါမယ်ပုံမှန်ထပ်ပေါ့နော်ပြီးရင်နောက်တစ်ခုကျတော့ Lucy ဆိုရင်လည်းထမထုတ်ပဲမဲ့ဒီ inner liner လေးပဲတစ်ခါလေးထုတ်လိုက်တယ်ပေါ့နော်ဆိုတော့ပြီးရင် Lucy တို့မျက်တောင်လေးညက်မယ်ဒီကလေးတွေမျက်တောင်ကိုကန်နေတဲ့အချိန်မှာ Lucy ကလိုအပ်တဲ့ပေါ့နော် moisture လို့ sun cream လို့primer လို့ short ထည့်ပြီးတော့ Lucy လိမ့်ချယ်ထည့်ထားပါတယ်skin care ကိုအရင်ဆုံးချအောင်လုပ်ပြီးမှ channel step by step ထည့်တာပိုကောင်းတယ်လို့ယုံကြည်ပါတယ်ရှင်ဆိုတော့ဒီမြဲတောင်တို့ Lucy တို့ဒီချောင်းကတ်မှာပါနော်မထည့်ခင်မှာအရင်ဆုံးမြေတက်လေးကိုကတ်ပါမယ်ဒီတက်လေးကိုမျက်လုံးကိုအရင်ဆုံးမော်ရဲမျက်လုံးကိုအရင်ဖွင့်ခိုင်းပါတော့ဖွင့်ပြီးမှ Lucy တို့တခြားလေးကတ်ပေါ့နော်ပြီးရင် Lucy တို့ဒီမြင်လေးလျှောက်သွားအောင်လက်ကအပူချိန်လေးနဲ့ပန်ကားလေးနဲ့ကိုညှိပေးပါမယ်ပြီးရင်တော့ Lucy တို့မျက်တောင်ကိုတပင်ချင်းဒီမှာပြထားတဲ့အတိုင်းလေး Lucy တို့တက်မယ်ပေါ့နော်တက်တဲ့ချိန်မှာ Lucy အောက်ကနေပြီးတော့ပဲတက်ပါမယ်လို့ပုံမှန်ဆိုလို့ရှိရင် Lucy တို့အပေါ်ကပဲတက်တာများပေါ့နော်အောက်ကနေတက်ကြည့်ပါအောက်ကနေတက်စမ်းတက်ကြည့်စေချင်တယ်ပေါ့နော်တခုပြောဖို့ကြံသေးတယ်ဒီမော်ဒယ်ရဲ့ပင်ကိုမျက်တောင်နဲ့ Lucy တို့ဒီကတ်ထားတဲ့မျက်တောင်တွေကိုညှက်ပေးရပါမယ်ပြီးလို့ရှိရင်တော့ mascara ကောက်မယ်မျက်တောင်ညှက်မယ်လိုအပ်တဲ့နေရာလေးကို Lucy တို့ကကျော်ဒီ eyeliner soft pen လေးနဲ့ soft pen အဆူလေးနဲ့ပြန်ပြီးတော့ဖြည့်မယ်ပေါ့အဆူလေးကိုပေါ့နော်ဆိုတော့ Lucy ရဲ့ဒီအပိုင်းတက်လေးကိုကြည့်ပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်အခုနောက်ထပ်အပိုင်းလေးလည်းကြည့်ရှုပြကြပါအောင်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဘလော့မှာတွေ့ကြမယ်နော်အားလုံးတက်တာ